တရားပူလိန်လို့ခေါ်ပါတယ်ရွှေရှင်ကတော့ငေါမှုတန်လေးတွေပါအလိန်နဲ့ပင်ဘူးလို့ခေါ်ပါတယ်ငေါမှုတန်တွေပါနော်ရှင်လဲတောက်ပြောင်နေပါတယ်ပလားလာလေလိန်နဲ့ပဲဘူးလို့ခေါ်ပါတယ်အဟံကလေးကြောကြီးနှစ်ကွင်းဟိုမှလိန်ပြီးလို့ပူထားတာဆိုတော့တော်တော်ကြွားတယ်တစ်ကွင်းရှင်းနဲ့နှစ်ကွင်းနဲ့ရှင်းကြည့်လိုက်ဘာမှမဆိုင်ဘူး